လူလောကမှာဘယ်လိုလူမျိုးကိုတကယ်ချမ်းသာတဲ့လူလို့မြတ်စွာဘုရားဟောတော်မူသလဲတကယ်ချမ်းသာတဲ့လူတစ်ယောက်ဖြစ်ဖို့အတွက်မြတ်စွာဘုရားရဲ့အလိုတော်ကြောင့်ကိုယ်တန်တာမှာဘယ်လိုအည်သွေးတွေရှိရမလဲဆိုတာလေးကိုဘုန်းကြီးတို့မှန်မှန်ကန်ကန်နားလည်မှုနဲ့ချမ်းသာတဲ့လူတစ်ယောက်ဖြစ်ဖို့အဲ့ဒါဘုန်းကြီးတို့အင်္ဂုတ္တပါဠိတော်တတ္တကနိဗ္ဗာန်မှာမှတ်တမ်းတင်ထားတဲ့ဥက္ကသုတ်တံဆိုတာလေးကိုပြောပြဖို့စီစဉ်ထားပါတယ်အခါတစ်ပါးမှာမြတ်စွာဘုရားရဲ့ထံတော်မောက်ကိုဥက္ကဆိုတဲ့ကောသလမင်းကြီးရဲ့အမတ်တယောက်အချမ်းရည်အနေနဲ့မြတ်စွာဘုရားစီကိုရောက်လာတယ်ရောက်လာပြီးတော့မြတ်စွာဘုရားကိုဗာလျှောက်တော်ဆိုတော့မြတ်စွာဘုရားတဲ့ရောဟဏတထေရဲ့မြေးဖြစ်တဲ့မိဂါရတထေဟာအလွန်မှချမ်းသာကြွယ်ဝတယ်ဗျာသူ့ရဲ့ချမ်းသာကြွယ်ဝမှုကအံ့ဩစရာကောင်းလောက်အောင်ကိုပဲကြီးကျယ်ပါတယ်လို့မြတ်စွာဘုရားကိုလျှောက်တော်မြတ်စွာဘုရားကတခါကြီးဘလောက်တောင်ချမ်းသာတာတော့ဘလောက်တောင်ကြွယ်ဝတာတော့လို့မေးအဲ့တော့ရွှေကြီးတဲ့ကိုပဲသိန်း100လောက်ရှိတယ်ဗျာတဲ့ကျန်တဲ့ရေတွက်ဖို့မလွယ်ကူတဲ့ဥစ္စာပစ္စည်းတွေအဲ့ဒါတွေအကုန်လုံးဝေဖန်စီစစ်ကြည့်မယ်ဆိုရင်သူ့ရဲ့ပိုင်ဆိုင်မှုဟာအံ့ဩစရာကောင်းလောက်အောင်ကြီးကျယ်လာတယ်လို့ရှောက်တယ်အဲ့လိုရှောက်တော်မြတ်စွာဘုရားကတခါကြီးတဲ့ဒီဥစ္စာပစ္စည်းတွေကိုဥစ္စာပစ္စည်းတွေမဟုတ်ပါဘူးလို့ငါမပြောပါဘူးတဲ့ဒါတွေလည်းဥစ္စာပစ္စည်းတွေပါပဲသို့တော့အဲ့ဒီပဂတိဥစ္စာပစ္စည်းတွေဟာရေမီမင်ခိုးသူမချစ်မနှစ်သက်တော်သူလို့မချစ်မနှစ်သက်တော်သူလို့ပြောတဲ့နေရာမှာသူကအပိယေဟိဒါယာဒအမွေခံဆိုတဲ့စကားလေးပါတယ်မချစ်မနှစ်သက်တဲ့အမွေခံသားစုသမီးစုသားသမီးမရှိဘူးဆိုရင်လည်းပဲကိုသေးပြီဆိုရင်တော့ကိုဥစ္စာပစ္စည်းကိုအမွေခံမယ်ဒါပေမဲ့သူတို့ကကိုစိတ်တိုင်းကြနေတဲ့လူတွေမဟုတ်ဘူးဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ရန်သူမျိုး၅ပါးထဲမှာထည့်ထားစဉ်းစားရကောင်းနော်အဲ့ဒီရန်သူမျိုး၅ပါးနဲ့ဆက်ဆံနေတယ်တဲ့အဖြောင်းအဓိပ္ပာယ်ပြောရမယ်ဆိုလို့ရှိရင်အဲ့ဒီဥစ္စာပစ္စည်းတွေဟာဖြည့်ဆည်းမဲ့အရာနဲ့တွေ့ရင်လွယ်လွယ်လေးပျက်စီးသွားနိုင်တယ်ဘာမှခိုင်ခိုင်မာမာကြီးရှိလာတာမဟုတ်ဘူးဆိုတဲ့အတိတ်ပဲဘလို့ရန်သူမျိုးကမှဖြည့်ဆည်းလို့မရတဲ့လူယူလို့မရတဲ့သူတော်ကောင်းတွေအလွန်တရာမှမြတ်နိုးတဲ့တန်ဖိုးထားတဲ့ဥစ္စာပစ္စည်း9မျိုးဆိုတာရှိသေးတယ်တဲ့အဲ့ဒီဥစ္စာပစ္စည်း9မျိုးကိုမြတ်စွာဘုရားကအဲ့ဒီမှာတတ္တဒနံသီလဒနံဟိရိဩတ္တပိယန္တနံတုတ္တဒနေသသာဂောသပညာဝေတတ္တမန္တနံလို့ဂါထာဘာနာလေးဖွဲ့ပြီးတော့မှတ်သားရလွယ်အောင်ဟောတာပညာရှိသူတော်ကောင်းများအလွန်တရာမှတန်ဖိုးထားပြီးတော့မျက်နှိုးတော်မူကြတဲ့ဥစ္စာပစ္စည်း9မျိုးဥစ္စာပစ္စည်းနဲ့ဥပမာပေးထားတယ်တကယ်စင်စစ်သူကစိတ်ရဲ့အကြီးအသွေးပါပဲတန်ဖိုးရှိတဲ့မြင့်မားတဲ့ကောင်းကျိုးချမ်းသာကိုဖြစ်ထွန်းစေတဲ့အစွမ်းရှိတဲ့စိတ်ရဲ့အကြီးအသွေးကြီး9မျိုးအားရတော့ဆိုတော့တတ္တဒနံသီလဒနံဟိရိဩတ္တပိယန္တနံတုတ္တဒနေသသာဂောသပညာဝေတတ္တမန္တနံတတ္တတရားဟာဥစ္စာပစ္စည်းနံပါတ်1နေရာမှာထည့်ထားနော်ယတနာမြတ်သုံးပါးရဲ့ဂုဏ်ကျေးဇူးနဲ့ကံရဲ့အကျိုးကိုယုံကြည်ခြင်းလို့ဆိုတဲ့သဘာဝတို့ကိုယ်ကိုယ်ရဲ့မြတ်စွာဘုရားအလုံးစုံကိုသိတော်မူတယ်ကိလေသာခတ်သိမ်းငြိမ်းတော်မူတယ်ကောင်းတာတွေကိုပြည့်စုံအောင်ပြုတော်မူခဲ့လို့ကောင်းကျိုးတွေကိုပြည့်စုံအောင်ရတော်မူတယ်အရဟံသမ္မာသမ္ဗုဒ္ဓဘဂဝါ
ဂုဏ်တော်သုံးပါးကိုဘုန်းကြီးကဗမာလူလေးရိုးရိုးလေးအနှစ်ချုပ်ပြောလိုက်တယ်နော်နမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တလို့အကောင်းဆုံးဒီဘုရားရှိခိုးလေးကိုရှိခိုးတဲ့အခါမှာဒီလိုလေးစဉ်းစားတတ်ဖို့လို့အဲ့ဒါလိုမြတ်စွာဘုရားရဲ့ရှိတော်မူတဲ့ဒီအည်အသွေးဒီဂုဏ်ဒီကျေးဇူးကိုဘုန်းကြီးတို့ယုံကြည်မယ်ဆိုလို့ရှိရင်ဒါပါတော့တတ္တတရားသူတော်ကောင်းတရားရဲ့နှလုံးစိမ်ဝမ်းကိုငြိမ်းအေးစေနိုင်တဲ့တတ္တိဆင်းရဲဒုက္ခတွေကိုအဆုံးသတ်ပေးနိုင်တဲ့တတ္တိသူတော်ကောင်းတရားရဲ့စွမ်းရည်တတ္တိကိုယုံကြည်မယ်ဆိုရင်လည်းအဲ့ဒါပါတော့တတ္တတရားကျင့်ကြံကြိုးကိုအားထုတ်လို့တကယ်ကိုပဲသစ္စာလေးပါးကိုသိလို့မြင်လို့စိတ်နှလုံးကိုဖြူစင်တန်ရှင်းကြတဲ့ပုဂ္ဂိုလ်တွေကိုအရိယာတန်ခါလို့ခေါ်တယ်ဟုတ်လားအဲ့ဒီအရိယာတန်ခါတော်တို့ရဲ့ဖြူစင်မှုတန်ရှင်းမှုမြင့်မြတ်ပုံကိုဘုန်းကြီးတို့ယုံကြည်တယ်ဆိုရင်အဲ့ဒါပါတော့တတ္တတရားကံကံရဲ့အကျိုးလို့ဆိုတဲ့ကောင်းမြတ်တဲ့စိတ်ထားကလေးဆိုးရုပ်တဲ့စိတ်ထားလေးဒီစိတ်ထားလေးတွေကိုအခြေခံပြီးတော့ဖြစ်ပေါ်နေတဲ့အတွေးတွေအပြောတွေအလုပ်တွေဒါတွေကိုကုသိုလ်ကံအကုသိုလ်ကံဒီလိုခေါ်တယ်ဟုတ်လားအဲ့ဒီကုသိုလ်ကံအကုသိုလ်ကံတရားတွေဟာချမ်းသာခြင်းဆင်းရဲခြင်းဆိုတဲ့အကျိုးရလဒ်ကိုဖြစ်ပေါ်စေတယ်အထူးသဖြင့်ဘယ်သူကအကျိုးပေးလဲလို့မေးရင်စေတနာလေးဒါကြောင့်မြတ်စွာဘုရားစေတနာဟံဘိက္ခဝေကမ္မံဝရာမိနော်အဲ့ဒီနဲ့နေတဲ့လောကရဲ့တဘာဝအမှန်တရားကိုဘုန်းကြီးတို့ယုံကြည်တယ်ဆိုရင်အဲ့ဒါမှတော့တရားတရားအဲ့ဒီတရားတရားကိုဒီနေရာမှာမြတ်စွာဘုရားကတမှုဖြတ်လို့မရတဲ့ဥစ္စာပစ္စည်းတစ်မျိုးသူ့ကိုပိုင်လို့ရှိရင်ဒီလူဟာချမ်းသာတဲ့လူလို့နောက်ဂါထာမှာမြတ်စွာဘုရားဟောလိုက်မယ်ဟုတ်လားယုံကြည်မှုတရားတရားထက်သန်ရင်ထက်သန်တယ်လို့ဒီလူဟာကောင်းကျိုးချမ်းသာကိုဖြစ်ထွန်းစေတဲ့ကောင်းသောအမှုကိုသူဟာပြုလိမ့်မယ်ယုံကြည်မှုသည်ကောင်းမှုပြုခြင်းရဲ့အဓိကကြတဲ့အကြောင်းတရားကောင်းမှုပြုဖြစ်သွားပြီဆိုရင်ကောင်းမှုရဲ့အကျိုးရလဒ်သည်ချမ်းသာခြင်းစင်ပြေခြင်းပဲဟုတ်လားဒါကြောင့်ယုံကြည်မှုတရားသည်ချမ်းသာမှုများစွာကိုဖြစ်ပေါ်စေတယ်ဘယ်ကနေတဆင့်လဲလို့မေးရင်ကောင်းမှုကနေတဆင့်သူကိုယ်တိုင်ကိုယ်ကလည်းပဲကောင်းမှုဖြစ်နေတာပါပဲတကယ်ကတော့ယုံကြည်ပြီဆိုတာနဲ့စိတ်ကကြည်လည်နဲ့တန့်ရှင်းတယ်အဲ့ဒီယုံကြည်မှုကိုယ်ကလည်းပဲကောင်းမှုတစ်မျိုးပဲဒါပေမဲ့သူ့ရဲ့စွမ်းရည်တတ်တွေကပို့ပြီးတော့ဘုန်းကြီးတို့နားလည်စရာရှိတာကအဲ့ဒီကောင်းမှုကနောက်ထပ်ကောင်းမှုများစွာကိုဆက်လက်ပြီးတော့တိုးပွားစေတယ်ဒါကြောင့်တချို့ဒေသနာတွေမှာတရားတရားကိုအရင်အနည်းလို့မြတ်စွာဘုရားဟောတယ်ကျတို့စီးပွားရေးလုပ်တဲ့အခါမှာအရင်အနည်းကြီးကျယ်ရင်ကြီးကျယ်သလောက်အကျိုးအမြတ်ကြီးကျယ်တဲ့သဘောရှိတာနော်ဒါကြောင့်တရားတရားဟာသူကိုယ်တိုင်ကလည်းကုသိုလ်တရားဖြစ်တယ်နောက်ထပ်လည်းကုသိုလ်တရားများစွာကိုဖြစ်ပေါ်စေတယ်ဒါကြောင့်သူဟာတန်ဖိုးဖြတ်လို့မရတဲ့ဥစ္စာပစ္စည်းလို့ဒါသူ့ကိုပိုင်ရင်ဒီလူဟာလူချမ်းသာစောစောကစကားလေးနဲ့ဆက်ဆက်ပြီးတော့တွေးရမှာနော်ပဂရိဥစ္စာပစ္စည်းတွေဆိုတာယန္တမျိုး၅ပါးနဲ့ဆက်ဆက်နေတယ်ဖြစ်စည်းမဲ့အရာနဲ့တွေ့ရင်လွယ်လွယ်လေးပစ္စည်းတယ်ဘယ်သူမှဖြစ်စည်းလို့မရတဲ့ဥစ္စာပစ္စည်းကြီး9မျိုးဆိုတော့မြတ်စွာဘုရားဟောတာအဲ့ဒီဘယ်သူမှဖြစ်စည်းလို့မရတဲ့ဒီဥစ္စာပစ္စည်းကြီး9မျိုးကိုပိုင်ဆိုင်မှသာလျှင်တကယ်စစ်မှန်တဲ့ချမ်းသာမှုကိုရတဲ့ပုဂ္ဂိုလ်အဲ့ဒါလေးကိုဘုန်းကြီးတို့ကဒီဥစ္စာပစ္စည်း9မျိုးရဲ့အဓိပ္ပာယ်လေးနဲ့သူတို့ရဲ့တတ္တဝါရဲ့စိတ်ကိုချမ်းသာစေနိုင်စွမ်းလေးကိုအကြောင်းအကျိုးလေးဆက်ဆက်ပြီးတော့နားလည်မှုရှိရမယ်ပေါ့နော်။ဘာကြောင့်တရားတရားကိုမြတ်စွာဘုရားကတန်ဖိုးရှိတဲ့ဥစ္စာပစ္စည်းလို့ခေါ်တယ်လဲ။သူကိုယ်တိုင်ကိုယ်ကလည်းပဲကုသိုလ်တရားဒါကြောင့်ဖြစ်စေမှလည်းချမ်းသာနေတယ်။နောက်ထပ်လည်းချမ်းသာကြောင်းတရားဖြစ်တဲ့ကုသိုလ်တွေကိုများစွာဖြစ်ပွားစေတတ်တယ်။ဒါကြောင့်တရားရဲ့တန်ဖိုးဟာအကဲဖြတ်လို့မရနိုင်လောက်အောင်ကြီးမားတယ်လို့ဘုန်းကြီးတို့မြင်ရမယ်ခုတရားလေးတွေထိုင်ကြတယ်ဆိုတာအဲ့ဒီတရားရဲ့တွန်းအားနဲ့ထိုင်တာယုံကြည်မှုမရှိရင်လုံနိုင်မှာမလားမလုံနိုင်ဘူးယုံကြည်မှုထက်သန်ရင်ထက်သန်တဲ့လောက်ကျူစာအထုတ်မှုဟာနောက်ကလိုက်လာတာဒါကြောင့်ဘုန်းကြီးတို့ကုသိုလ်ကောင်းမှုတွေကိုပြုရတဲ့အခါမှာအနှိမ့်အမြင့်အတက်အကျအကြီးအသေးဟာလည်းဘယ်ပုံမှန်မူတည်နေလဲလို့မေးရင်အဲ့ဒီတရားအနှိမ့်အမြင့်အတက်အကျအကြီးသေးပေါ်မှာပဲမူတည်နေတယ်တရားထက်နေရင်ကုသိုလ်ကိုထက်ထက်မြက်မြက်လုပ်တယ်
တရားနှုတ်နေရင်ကုသိုလ်ကိုနှုတ်နေပဲလုပ်တယ်တရားတရားရဲ့ကောင်းမှုပြုဖြစ်စေတဲ့အကြောင်းတရားကိုဘုန်းကြီးတို့ထင်ရှားမြင်ရမှာပေါ့နော်ဒါကြောင့်တရားတရားကိုနည်းနည်းလေးဘုန်းကြီးကဦးစားပေးပြီးတော့ပြောတယ်တတ္တာဒဏံပြီးတော့ပါတယ်တော့သီလဒဏံကိုချင်းသီလဖြူစင်အောင်စောင့်ထိန်ထားခြင်းဟာလည်းပဲကိုယ်တကယ်ကိုပဲစစ်မှန်တဲ့ချမ်းသာများစွာကိုဖြစ်ပေါ်စေလို့သူလည်းပဲတန်ဖိုးဖြတ်လို့မရတဲ့ဥစ္စာပစ္စည်းတစ်မျိုးပဲတဲ့နော်ကိုချင်းသီလရဲ့အကြောင်းကိုပြောမယ်ဆိုရင်လည်းပဲမကုန်ပါဘူးအရေးပါတဲ့အဓိကကြတဲ့အကျိုးကျေးဇူးတွေကိုပြောရမယ်ဆိုရင်သီလဆိုတာတမာရိပညာဖြစ်ခြင်းရဲ့အကြောင်းတရားကိုချင်းသီလဖြူစင်တယ်ဆိုလို့ရှိရင်စိတ်တည်ငြိမ်မှုအတွက်သူကလမ်းပွင့်နေတယ်ကိုသီလလေးကိုပြန်စဉ်းစားလိုက်တာနဲ့စိတ်ဟာငြိမ်ကြသွားတယ်တည်ငြိမ်တဲ့စိတ်ရပြီဆိုလို့ရှိရင်အမှန်သိမှုအတွက်လမ်းပွင့်သွားပြန်တယ်နားလည်မှုကတဖြည်းဖြည်းနဲ့မြင့်လာတယ်ဒါကြောင့်သီလဟာဒုက္ခនិရောဓဂ ामि နိပရိပဒါဒုက္ခငြိမ်းရသည်သို့ဆက်ရောက်စေတဲ့လမ်းလို့မြတ်စွာဘုရားမြင်ထားတဲ့မဂ်ခင်၈ပါးရဲ့အရေးပါတဲ့အစိတ်အပိုင်းကြီးတစ်ခုဟုတ်တယ်မဟုတ်လားသီလပြီးမှသမာဓိပြီးမှပညာမဂ်ခင်၈ပါးကိုသီလသမာဓိပညာနဲ့ဖွဲ့စည်းထားတာကိုမဂ်ခင်၈ပါးဆိုတော့ပို့ပြီးတော့အသေးစိတ်သွားတာပေါ့နော်သမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝဒါသီလကိုပြောတာသမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပကပညာကိုပြောတာသမ္မာဝါယမသမ္မာတတိသမ္မာသမာဓိကသမာဓိကိုပြောတာတဲ့သီလရဲ့တတ္တဝါရဲ့စိတ်ကိုချမ်းသာစေနိုင်စွမ်းအသေးစိတ်ဟောတဲ့ဒေသနာတွေလည်းမြတ်စွာဘုရားဟောတာအများကြီးရှိတယ်ဖြူရှင်တဲ့သီလရှိပြီဆိုလို့ရှိရင်စိတ်နှလုံးမသာမရာဖြစ်မှုဆိုတာမရှိဘူးသူကဝမ်းသာကြည်နူးတယ်အဲ့ဒါတွေကအလိုလိုဖြစ်တယ်အဲ့ဒါဆိုရင်ပီတိဖြစ်ပါစေလို့တောင့်တစရာမလိုနှစ်သက်မှုပီတိအလိုလိုဖြစ်တယ်တဲ့ပီတိဖြစ်ပြီဆိုလို့ရှိရင်ပတ္တတိနှလုံးစိမ်ဝမ်းလေးငါနှလုံးစိမ်ဝမ်းလေးငြိမ်းအေးပါစီလို့တောင့်တစရာမလိုဘူးအလိုလိုငြိမ်းအေးတယ်အဲ့ဒါဆိုလို့ရှိရင်ချမ်းသာပါစေလို့တောင့်တစရာမလိုချမ်းသာတယ်ချမ်းသာပြီဆိုရင်တည်ငြိမ်ပါစေလို့တောင့်တစရာမလိုတည်ငြိမ်တယ်တည်ငြိမ်ပြီဆိုရင်ယထာဘုဒ္ဓဉာဏတတနာအမှန်ကန်သိပါစေမြင်ပါစေလို့တောင့်တစရာမလိုဘူးသိတယ်မြင်တယ်နားလေတယ်အဲ့ဒါဆိုရင်နိဗ္ဗိဒာညီငွေပါစေလို့တောင့်တစရာမလိုညီငွေတဲ့ဉာဏ်ရမယ်အဲ့ဒါဆိုလို့ရှိရင်ဝိရိယဆွဲမဲ့မှုကင်းပါစေမဲ့ဉာဏ်ရပါစေလို့တောင့်တစရာမလိုမဲ့ဉာဏ်ရမယ်ရပြီဆိုရင်ဝိမု ക്തി လွတ်မြောက်ပါစေလို့တောင့်တစရာမလိုလွတ်မြောက်တယ်ပြီးရင်ဝိမု ക്തി ဉာဏတတနာအလွန်အစင်းမြင့်တဲ့ထုကဲတဲ့ဉာဏ်ပညာသည်ကိုဘာလို့နေတော့ရှေးရှုနေတယ်ဘယ်လိုလဲသီလဒါလောကီအကျိုးတွေကိုဘုန်းကြီးတို့မပြောသေးဘူးနော်ဘုန်းကြီးတို့လွန်ထင်ရှားတဲ့သုတ်တန်တစ်ပုဒ်ရှိတယ်ဣတိယပါဠိတော်မှာဥစ္စာပစ္စည်းနဲ့ပြည့်စုံခြင်းလိုက်တာလို့တောင်းတတဲ့ပုဂ္ဂိုလ်တူတယောက်ဒီသီလကိုသာဖြူစင်အောင်ဆောင်ထိန်ရ၏ထင်ရှားကြော်ကြားမှုနဲ့ပြည့်စုံခြင်းလိုက်တာလို့တောင်းတတဲ့လူဟာသီလကိုသာဖြူစင်အောင်ဆောင်ထိန်ရ၏ငါဘဝပျက်စီးသွားလို့နောက်ထပ်ဘဝတစ်ခုဆက်ဖြစ်တဲ့အခါမှာယုံညံ့တဲ့ဘဝတွေဖြစ်ပါစေနဲ့မြင့်မြတ်တဲ့ဘဝပဲဖြစ်ပါစေလို့ကောင်းသောဘဝကိုတောင်းတသူသည်သီလကိုသာဖြူစင်စေရ၏အကျိုးကျေးဇူးဘယ်နှမျိုးပြောတာသုံးမျိုးပြောတာနော်ဥစ္စာပစ္စည်းရယ်ဂုဏ်တရင်ကောင်းရယ်ဟုတ်လားပြီးတော့ပါတော့ဘဝကောင်းရယ်သုံးမျိုးနော်ဒါကြောင့်မြတ်စွာဘုရားစွမ်းအတ္တိကြီးမားတဲ့ဒီသီလကိုနှစ်ခုမြောက်ဥစ္စာပစ္စည်းအနေနဲ့ထည့်ထားတာအဲ့ဒါသီလနဲ့ပြည့်စုံရင်ပြည့်စုံတဲ့လောက်ဒီလူဟာချမ်းသာတဲ့လူကြွယ်ဝတဲ့လူပဲအဲ့ဒါနောက်ကထာလေးမှာအဲ့ဒီတိုင်မြတ်စွာဘုရားဟောယတဧတေတနာအဋ္ဌိအဋ္ဌိယပုရိတတ္တဝါတဝေမဟာတနောလောကေအစေယောဒေဝမနုတေဒီဥစ္စာပစ္စည်း9မျိုးရှိတဲ့ပုဂ္ဂိုလ်ယောက်ျားပဲဖြစ်ဖြစ်မိန်းမပဲဖြစ်ဖြစ်အလွန်ချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်တယောက်လို့ဆိုရမယ်တဝေမဟာတနောလောကေသူ့ရဲ့ချမ်းသာကြွယ်ဝမှုဒီဥစ္စာပစ္စည်းတွေနဲ့ပြည့်စုံလို့သူ့မှာချမ်းသာနေပြီဆိုရင်အဲ့ဒီချမ်းသာမှုကိုလူမပြောနဲ့တဲ့နတ်ကတောင်နှောင့်ယှက်ဖြစ်စီလို့မရဘူးအစေယောဒေဝမနုတေဘယ်သူမှသူ့ကိုအနိုင်ကျင့်လို့မရဘူးဘယ်သူမှသူ့ကိုအနိုင်ယူလို့မရဘူးဘယ်တော့မှလည်းပဲသူဟာမရှုံးတဲ့လူဒီလိုလည်းပဲဘုန်းကြီးတို့အဓိပ္ပာယ်လေးတွေကိုကျေပြန့်စွာနားလည်လို့ရတယ်ဟုတ်လား
တတ္ထာဒနံသီလဒနံတတ္ထာဒနံသီလဒနံဟိရိဩတ္တပိယန္တနံဟောဟိရိဩတ္တပနှလုံးတွဲလေးနော်ဟိရိဆိုတာမကောင်းမှုပြုရပြောရတွေးရမှာကိုရှက်တာဩတ္တပဆိုတာမကောင်းမှုပြုရပြောရတွေးရမှာကိုကြောက်တာဟုတ်လားဒါကမကောင်းမှုရဲ့နောက်ဆက်တွဲဖြစ်လာမဲ့တားဆီးလို့မရတဲ့ဆိုးကျိုးကိုမြင်တဲ့ဉာဏ်ပညာကြီးရင်ကြီးသလောက်ဟိရိဩတ္တပကြီးတဲ့သဘောရှိတယ်။နော်ဟိရိဩတ္တပဆိုတာဘုန်းကြီးတွေးမိပါတယ်။မကောင်းမှုရဲ့အကျိုးအာနိသင်ကိုသိမြင်တဲ့ဉာဏ်ပညာကနေဖြစ်ပေါ်လာတာ။မကောင်းမှုရဲ့အကျိုးဆက်ကိုမြင်တဲ့ဉာဏ်ရှိရင်ရှိသလောက်ဘုန်းကြီးတို့ရှက်တဲ့သဘောကြောက်တဲ့သဘောဟာနောက်ကဖြစ်ကိုဖြစ်တယ်။ကိုဘုန်းကြီးတို့အကုသိုလ်တရားနဲ့ပတ်သက်ပြီးတော့မဟုတ်တာတွေနဲ့ပတ်သက်ပြီးတော့အရှက်အကြောက်တွေနည်းနေကြတယ်ဆိုတာအဲ့ဒီမဟုတ်တဲ့လုပ်ရက်တွေရဲ့အကျိုးဆက်တွေကိုကောင်းကောင်းမမြင်လို့မသိလို့ဟုတ်လားအဲ့ဒီမဟုတ်တဲ့လုပ်ရက်တွေရဲ့အကျိုးဆက်ကိုကောင်းကောင်းသိမယ်မြင်မယ်ဆိုရင်ရှက်တဲ့သဘောကြောက်တဲ့သဘောဖြစ်မလာဘူးလားဖြစ်လာတယ်။အော်ဒါဟာရှက်စရာအကျိုးပေးတွေကိုဖြစ်စေတတ်တဲ့အရာတွေကြောက်စရာအကျိုးပေးတွေကိုဖြစ်စေတတ်တဲ့အရာတွေဥပမာအကုသိုလ်ပြုတဲ့အခါမှာဒီအကုသိုလ်ကံတရားဟာတစ်ချိန်မှာယုံညံ့တဲ့ဘဝကိုဖြစ်စေတတ်တယ်အခက်မသိရင်တချို့အကုသိုလ်တွေဟာဒီဘဝတွင်ကိုပဲအရှက်တကွဲအကျိုးနဲ့နော်ယုံညံ့ဆိုးရတဲ့ယွန်စရာကောင်းတဲ့အကျိုးဆက်တွေကိုဖြစ်စေတတ်တာလည်းရှိသေးတယ်။နောက်ဆိုကြပါစို့လူစင်စစ်ကနေခွေးကြီးဖြစ်သွားမယ်ဆိုကြပါစို့သိနိုင်မြင်နိုင်လို့သိမယ်မြင်မယ်ဆိုရင်ဟဲ့နဲ့အဖေသေးတာခွေးကြီးဖြစ်သွားတဲ့နဲ့အမေသေးတာခွေးကြီးဖြစ်သွားတဲ့ဘလို့တော့ရှက်စရာကြီးပေါ့နော်ဟုတ်တယ်မဟုတ်လားဒီဘဝတွင်ကိုပဲရှက်စရာအကျိုးရလဒ်တွေဖြစ်ပေါ်စေတဲ့အကုသိုလ်တွေလည်းရှိနေတယ်ဟုတ်လားအတကျုပ်တို့ဒီရှက်တတ်တဲ့သဘောလေးတနည်းအားဖြင့်လည်းပဲပညာရှိသူတော်ကောင်းတွေယွန်ရှာဆက်ဆုပ်တဲ့အလုပ်ဆိုတဲ့အမြင်နဲ့လည်းပဲနော်ရှက်တဲ့ရှက်ထိုက်တဲ့အရာတွေရဲ့အပေါ်မှာနော်ရှက်ရွံ့မှုဟိရိအားကောင်းဘုန်းကြီးတို့ကြိုးစားတဲ့နော်အထူးသဖြင့်ဥဒ္ဒပကပို့ပြီးတော့သူကအဲ့လိုပြောမှာတော့ရှက်တယ်ဆိုတာတဲ့ကြောက်တယ်ဆိုတာကအကုသိုလ်ကိုပို့ပြီးတော့ဝေးကွာစီတယ်ဟုတ်လားကြောက်เสียကြီးဆိုတဲ့ဥစ္စာကပို့ပြီးတော့အကုသိုလ်မဖြစ်ဖို့တားနိုင်စွမ်းပို့ထက်မြက်လိမ့်မယ်လို့ဘုန်းကြီးမြင်မိတယ်ဟုတ်လားမိခဲကြီးရဲနေတယ်ဘယ်ရှင်ကောင်းမှမနာရဲဘူးကြောက်တယ်ဟုတ်လားဥမာပေးတာလေးတွေကိုပြောတာပါနော်အဲ့ဒီဟိရိဥဒ္ဒပတရားဟာသူကဒါတိုင်းအကုသိုလ်ကိုယွန်နေစေတဲ့အတွက်ကြောင့်အဲ့ဒီအကုသိုလ်ကြောင့်ဖြစ်မဲ့ပူလောင်မှုပင်ပန်းမှုဆင်းရဲမှုဒါတွေအကုန်လုံးဟာအလိုလျောက်ပဲဖြစ်သွားတော့ယွန်နေသွားတယ်ဒါကြောင့်မလို့သူ့ကိုဥစ္စာပစ္စည်းနေရာမှာထားပြီးတော့ဟောတာဘုန်းကြီးတို့အရိယာတွေချမ်းသာကြတယ်ဒါပုထုဇဉ်ဘဝနဲ့ဘုန်းကြီးတို့မှန်းကြည့်တော့နော်ဘာလို့ချမ်းသာကြတာတော့အရိယာပုဂ္ဂိုလ်တွေမကောင်းမှုကိုလုံးဝအမြင့်ပြတ်ပဲတတ်ထားတာပြုကျင်စိတ်လည်းမရှိဘူးပြုကျင်စိတ်ရှိလို့မပြုအောင်အောင့်ဤရှောင်တဲ့အနေအထားမျိုးတော့သူတို့ကမဟုတ်ဘူးမကောင်းမှုနဲ့သူတို့ကဘလောက်ဝေးနေတယ်လေဟုတ်လားအဲ့ဒီတော့သူတို့စိတ်ထဲမှာဘာမှဆင်းရဲစရာအကြောင်းမရှိဘူးအဲ့တော့ဘုန်းကြီးကချမ်းသာတယ်ဆိုတာတဲ့ဆင်းရဲတွေချုပ်ငြိမ်းနေကြတာနော်ဆင်းရဲမရှိကြတာအဲ့ဒါလေးကိုပို့ပြီးတော့သဘောပေါက်စေခြင်းတော့ဟိရိဥဒ္ဒပရဲ့အဓိပ္ပာယ်လေးကိုတွေးတဲ့အခါမှာအဲ့လိုလေးနည်းနည်းရှင်းရှင်းလေးသွားစေခြင်းတော့ဟိရိဥဒ္ဒပကစိတ်ကိုဘလို့ချမ်းသာစေတာလဲဆိုတဲ့အတွေးလေးဟုတ်လားမကောင်းမှုနဲ့ဝေးကွာစေရမှတစ်ဆင့်နော်အပူနဲ့ဝေးသွားတော့အေးသွားတဲ့သဘောပေါ့အရှုပ်နဲ့ဝေးသွားတော့ရှင်းသွားတဲ့သဘောပေါ့ဒီသဘောလေးဟုတ်လားဒါကြောင့်သူ့ကိုဘုန်းကြီးတို့ဘာလို့မလို့တန်ဖိုးထားရမယ်ဟိရိဥဒ္ဒပလောကပါဠတရားလို့ဒီလိုလည်းပဲကျွတ်တို့ဗုဒ္ဓဘာသာဝင်နေနားလည်ထားကြတယ်လောကပါဠဆိုတာဘာတော့လောကကိုစောင့်ရှောက်တာအဲ့ဒီအရှက်အကြောက်တွေနဲနေလို့နဲသွားလို့လောကကြီးကမကြောက်မနာတာတွေကိုမြင်နေကြရတာကြားနေကြရတာဟုတ်တယ်မဟုတ်လားအရှက်အကြောက်တယ်နော်ရှက်တဲ့ရှက်ထိုက်တာကြောက်တဲ့ကြောက်ထိုက်တာအစ်စ်ကဘာလဲလို့မြင်ရင်မကောင်းမှုဟိရိဥဒ္ဒပကိုပြောတဲ့အခါမှာလည်းပဲ
နော်တဲ့မှန်ဖို့တော့လိုမယ်နော်ဘာကိုရှက်ရမှာတော့ဘာကိုကြောက်ရမှာတော့မကောင်းမှုကိုရှက်ရမှာမကောင်းမှုကိုကြောက်ရရှက်ရင်ရှက်တဲ့လောက်ကြောက်ရင်ကြောက်တဲ့လောက်ကိုယ့်ဘဝဟာချမ်းသာတယ်ကြွယ်ဝတယ်ဒီလိုပြောတယ်နော်တတ္တဒနံသီလဒနံဟိရိဥတ္တပိယန္တနံတုတ္တဒနေစစာကောစ၅ခုမြောက်ကတုတ္တမြတ်စွာဘုရားရဲ့အစုံအမတွေမြတ်စွာဘုရားဟောခဲ့ပြောခဲ့တဲ့ချမ်းသာကြောင်းနိလန်းကောင်းတွေဆင်းရဲပေကြောင်းနိလန်းကောင်းတွေဒါတွေကိုအများကြီးလေ့လာလိုက်စားလို့ဘုန်းကြီးတို့သိတာမြင်တာတွေအများများလာပြီနားလေတာတွေအများများလာပြီမသိရင်လည်းပြန်ပြီးတော့မေးမယ်အလွန်အလွန်ကိုယ်နဲ့အဝင်ဝင်ညာဖြစ်လို့တကယ်ကိုလက်တွေ့အကျိုးကျေးဇူးတွေများစွာပြဖြစ်ပေါ်စေတဲ့ဒေသနာမျိုးတွေဆိုရင်နှုတ်တဲ့အာကုံကိုဆောင်းထားမယ်ဒါဘာလို့ထားတော့တီလာဥစ္စာတုဒ္ဒဥစ္စာတုဒ္ဒယတနာကိုရှာဖွေစုစားဟုတ်လားသူတန်ဖိုးရှိတယ်ဘုန်းကြီးတို့ဟိုတော့ကမကြာခဏဟောပြတဲ့တရားလေးတစ်ပုဒ်ရှိတယ်နာဂသုတ်တံဆိုပြီးတော့ဘုရင်ရဲ့ဆင်ယတနာဟာနားထောင်တတ်တဲ့အည်သွေးရှိရမယ်ရန်သူကိုတပ်ဖြတ်တတ်တဲ့အည်သွေးရှိရမယ်တီးခံနိုင်တဲ့အည်သွေးရှိရမယ်မရောက်ဘူးတဲ့နေရာကိုရောက်အောင်သွားရလာရတဲ့တတ္တိရှိရမယ်အဲ့ဒါလိုပဲတန်ဖိုးရှိတဲ့ယဟန်တစ်ပါးဖြစ်ခြင်းတယ်ဆိုလို့ရှိရင်လေဘုရားရဲ့အစုံအမတရားဒေသနာတွေကိုများစွာနာယူရမယ်ဆန့်ကျင်မဲ့ယဟန်သူလို့ဆိုတဲ့မကောင်းမှုအကုသိုလ်တရားတွေမကောင်းတဲ့အတွေးတွေကိုဖယ်ရှားသုတ်တင်နိုင်တဲ့အစွမ်းရှိရမယ်မကောင်းတဲ့အခြေအနေဆိုးတွေနဲ့တွေ့လာတဲ့အခါမှာခန္ဓာရည်ရှိခြင်းလို့ဆိုတဲ့သီးခံမှုအစွမ်းလည်းပဲရှိရမယ်မရောက်ဘူးသေးတဲ့ရက်ဒေသလို့ဆိုတဲ့နိဗ္ဗာန်ချမ်းသာကိုရောက်အောင်နိဗ္ဗာန်ကိုမျက်မှောက်ပြုရအောင်နော်မဂ္ဂင်၈ပါးဆိုတဲ့လမ်းကိုရှောက်ရမယ်မရောက်ဘူးသေးတဲ့နေရာကိုရောက်ဖို့အတွက်တတန်တရားလုံးကောင်းကောင်းမလျှောက်ဘူးသေးတဲ့လမ်းကိုရှောက်ရမယ်အဲ့ဒီလိုပြောတဲ့အခါမှာပထမနံပါတ်1နေရာမှာရှိတဲ့နော်အလွန်ကြီးမားတဲ့လိုအပ်ချက်လို့ဘုန်းကြီးပြောခြင်းပါတယ်အားလေးတော့တရားနာယူခြင်းနော်လူတစ်ယောက်ကမြင့်မြတ်တဲ့ဘက်ကောင်းမွန်တဲ့ဘက်ကိုပြောင်းလဲဖို့ဆိုရင်သူ့ရဲ့စိတ်ဓာတ်ကပြောင်းသွားမှပြောင်းတာစိတ်ဓာတ်မပြောင်းရင်မပြောင်းဘူးရဲ့ဟုတ်လားအဲ့ဒီစိတ်ဓာတ်ကလည်းပဲဉာဏ်အမြင်ပြောင်းမှဉာဏ်အမြင်ကပြောင်းပေးနိုင်တာဉာဏ်အမြင်မပြောင်းရင်စိတ်ဓာတ်ကလည်းဘယ်တော့မှမပြောင်းဘူးသူ့ရဲ့အတိပြောင်းမှစိတ်ကပြောင်းတာဟုတ်လားအဲ့ဒီအတိကလည်းပဲနော်သူဘလို့အကြောင်းအရာတွေကိုသူကောင်းတဲ့ထဲ့တယ်လေသူဘာတွေနားထောင်တယ်လေသူဘလို့စာတွေဖတ်တယ်လေဒီလေ့လာမှုစီးပူးမှုသိမြင်နားလည်မှုကိုဓာတ်ရိုက်အကျိုးကျေးဇူးပြုနေတဲ့နော်နာယူခြင်းနားထောင်ခြင်းဟုတ်လားဒီအလုပ်ရဲ့ကြီးမားတဲ့အကျိုးအာနိသင်ကိုမြတ်စွာဘုရားမြင်တယ်ဒါကြောင့်ဉာဏ်ပညာကြီးပွားကြောင်းတရားတွေထဲမှာလည်းသူကအဓိကပဲသောတာပန်ဖြစ်ခြင်းရဲ့အကြောင်းတရားတွေထဲမှာလည်းသူကအဓိကပဲပါလေတရားနာယူခြင်းနော်ဘုန်းကြီးတို့ရဲ့အသိဉာဏ်ကိုသူကသာလင်မလုပ်စေနိုင်တော့ပြောင်းလဲစေနိုင်တာခုတရားလေးအထုတ်ကြတယ်ဆိုတာလေတရားနာထားလို့အထုတ်ဖြစ်တာတခါမှတရားမနာဘူးဆိုရင်အထုတ်အကောင်းမှန်းတောင်မသိဘူးဘလို့လုပ်ပြီးတော့အထုတ်တဲ့အနေအထားကိုရောက်လာမှာတော့ဟုတ်လားတချို့ဉာဏ်ပညာတွေကအထုတ်မှရတာအထုတ်မှရတဲ့ဉာဏ်ပညာတောင်တရားနာခြင်းနဲ့ကင်းတယ်လို့မဆိုနိုင်ဘူး။ဘာလို့ဆိုအထုတ်တယ်ဆိုတဲ့အနေအထားကိုရောက်အောင်တောင်တရားနာယူခြင်းကပို့ခဲ့တာ哦အစာလေးကိုအစာတရားနာယူခြင်းနဲ့ကင်းခဲ့မယ်ဆိုရင်အထုတ်ခြင်းစီကိုရောက်မလာနိုင်ဘူး။အထုတ်ခြင်းစီရောက်မလာဘူးဆိုရင်ဘလို့လုပ်ပြီးတော့မှအထုတ်လို့ရတဲ့အသိဉာဏ်ကိုမရနိုင်တော့ဟုတ်လား။ဒါကအမြင့်မားဆုံးအကျိုးကျေးဇူးကိုဘုန်းကြီးကပြောတာပါ။မြတ်စွာဘုရားရဲ့အဆုံးအမတွေဆိုတာကဘက်စုံတောင်းစုံပြည့်ပြည့်စုံလွန်းတယ်။လောကရန်တရားတွေနဲ့တွေ့တဲ့အခါမှာခန္ဓာရှိအောင်ဘလို့နှလုံးသွင်းမယ်ဘလို့ဆင်ခြင်မယ်မြင်မာလာတဲ့အခါမှာမာနမတက်ကြွအောင်နှိမ့်ကြတဲ့အခါမှာစိတ်ဓာတ်တွေမဆုတ်နေအောင်ပြောရရင်အကိုးစရာအကောင်းဆုံးအရာပဲဒီတရားဒေသနာတွေဒါဟုပဲဘုန်းကြီးတို့အကောင်းဆုံးအပေါင်းဖော်အနေနဲ့ပေါင်းတင်ဆက်ဆံပြီးတော့နေသွားနိုင်မယ်ဆိုရင်ကိုယ့်ရဲ့ဘဝဟာလုံခြုံနေစိတ်ချဟုတ်လားတရားနာယူခြင်းရဲ့အကျိုးကျေးဇူးပြောလို့မကုန်နိုင်ဘူးဒီဥစ္စာပစ္စည်း9မျိုးမှာတစ်မျိုးစီကိုအများကြီးဘုန်းကြီးတို့နားလည်စရာတွေရှိတယ်ကိုဗစ်ကာလတုန်းကထင်ပါတယ်ဘုန်းကြီး9ညဟောတာရှိတယ် line ပေါ်မှာရှားကြည့်နော်အိမ်ရောက်တဲ့အခါတတ္တဒနံသီလဒနံဟိရိဥတ္တပိယန္တနံတုတ္တဒနေစစာဘောစ6ခုမြောက်ကပါတော့စာကားတဲ့
ပိုင်ဆိုင်ရင်ပိုင်ဆိုင်တဲ့လောက်စိတ်နှလုံးကိုချမ်းသာနေတယ်ဒါကြောင့်သူ့ကိုဥစ္စာပစ္စည်းစာကားဆိုတာဘာလဲတော့စွန့်လွတ်တာစွန့်လွတ်နိုင်စွမ်းရှိတာဒါစွန့်လွတ်မှုဆိုတာကနော်ဘုန်းကြီးတို့ဒီကန့်ညှိခြင်းဟာကြီးမားတဲ့ဆင်းရဲဖြစ်တယ်ကြီးမားတဲ့ပူလောင်မှုဖြစ်တယ်ကြီးမားတဲ့လေးလံမှုဖြစ်တယ်လို့ကန့်ညှိခြင်းရဲ့သဘာဝကိုမြင်မှစွန့်လွတ်မှုကိုဘုန်းကြီးတို့ဖြစ်အောင်ကြိုးစားတဲ့အခါမှာလွယ်ကူမယ်ပေါ့နော်။နော်စွန့်လွတ်မှုကအဆင့်တော့လည်းအမျိုးမျိုးရှိတာပေါ့။ဥစ္စာပစ္စည်းကိုစွန့်လွတ်တာရှိတယ်။ကိုရယူခွင့်ရှိတဲ့အခွင့်အရေးတွေကိုစွန့်လွတ်တာလည်းရှိတယ်။နောက်ဆုံးစွန့်လွတ်မှုဆိုတဲ့စကားလုံးလေးကအဓိပ္ပာယ်တော်တော်ကျယ်တယ်။ဥပမာနိရောဓသစ္စာနိဗ္ဗာန်ကိုအဓိပ္ပာယ်ဖွင့်တဲ့အခါမှာမြတ်စွာဘုရားကယောတတ္တယေဝတနာယအတေတဝိရာဂနိရောဓောစာကောပတိနိတကောမုဒ္ဒိနာလေယောပါစာကားဆိုတာပါတယ်နော်စာကားဆိုတာပါတော့စွန့်လွတ်လိုက်တာဘာကိုစွန့်လွတ်တာတော့ဆိုတော့အဲ့ဒီလောဘကိုစွန့်လွတ်လိုက်တာဟုတ်လားတတန်တရားလုံးထွေးပိုက်လာတဲ့ဒီလောဘကိုစွန့်လွတ်လိုက်တာလောဘကိုစွန့်လွတ်လိုက်တော့လောဘကြောင့်ဖြစ်မဲ့နောက်ဆက်တွဲဒုက္ခတွေလည်းစွန့်လွတ်ပြီးသားဖြစ်သွားတာပေါ့စွန့်လွတ်မှုရဲ့သဘောတဘာဝကိုအစစ်မြင့်မြင့်ဒါဘုန်းကြီးကနားလည်မှုရှိအောင်ချင့်ကပ်ကြည့်တာပေါ့နော်ဥစ္စာပစ္စည်းကိုစွန့်လွတ်တာလောက်တင်ဘုန်းကြီးတို့မြင်ုံနဲ့မပြည့်စုံဘူးလို့ပြောခြင်းလို့နော်စာကားရဲ့အဓိပ္ပာယ်ကဒါနရဲ့အဓိပ္ပာယ်တဲ့ပိုးကျပြတ်တယ်လို့ဘုန်းကြီးထင်တယ်ညစ်ကပ်မှုမရှိဘူးလို့ဆန့်ကျင်ဘက်အဓိပ္ပာယ်လေးအဲ့လိုလေးပါတွဲပြီးတော့နားလည်ရမယ်စွန့်လွတ်နိုင်တယ်ညစ်ကပ်မှုမရှိဘူးပေါ်ပါတဲ့လွတ်လပ်တယ်ကျေပြန့်တယ်ဆိုတဲ့သဘောတဘာဝနေတဲ့မှာဘာဖြစ်နေလို့ဆက်ဆက်နေတယ်ဟုတ်လားလွတ်ချရင်လွတ်ချသလောက်ပေါ်ပါသွားတဲ့သဘောရှိတာ哦ဒုက္ခတွေနဲ့မသက်ဆိုင်ဘူးလို့လည်းပဲမသက်ဆိုင်တော့ဘူးလို့လည်းပဲပြောရရောက်နေတယ်ဟုတ်လားကျွတ်တို့ဖက်တွယ်ထားခြင်းမှာအလုံးစုံသောဒုက္ခတွေရှိတယ်အဲ့လိုဆိုရင်ဘယ်လိုပြောတော့စွန့်လွတ်ခြင်းမှာအလုံးစုံသောဒုက္ခတွေရှိတယ်လို့ပြောလို့မရဘူးလားနော်ဘုန်းကြီးတို့ဘုရားကစွန့်နိုင်တယ်များချမ်းသာပြီလို့တရားလေးတွေကိုခေါ်ထားတယ်အဲ့ဒီမှာကာမဇတ်ဆိုတာပါတယ်အဲ့ဒီကာမဇတ်ထဲမှာဖဏချုပ်သမားဟာတဲ့ဖဏချုပ်ပြီဆိုတော့တေပြားလေးပေါ်မှာဖဏပုံတိုင်းလေးချပြီးတော့ဘာလို့ပြတော့လှီးတာပေါ့နော်ပြီးရင်တဲချိုးတက်မဲ့နေရာလေးကိုဖောက်လှီးပြီးတော့ထုတ်ပလိုက်တယ်မလိုလားအပ်တဲ့အရာတွေကိုဘာလို့ပြတော့ဖယ်ပြလိုက်တာအဲ့ဒါကိုဥမာပေးတာနော်မြတ်စွာဘုရားကဘဝမှာမလိုအပ်တဲ့အရာတွေကိုအရင်ဖယ်နိုင်ရင်ကိုပဲဘုန်းကြီးတို့အများကြီးသက်သာရမယ်ဘယ်ဟာကလိုအပ်တယ်ဘယ်ဟာမလိုအပ်ဘူးဆိုတာကိုသိဖို့ကလည်းပဲဉာဏ်ကြီးဖို့လိုသေးပြန်တယ်ဟုတ်လားကျွတ်တို့ကဉာဏ်မရှိတဲ့အခါကျတော့တကယ်မလိုတာတွေကိုလည်းလိုတယ်လို့ထင်နေသေးတာဟုတ်လားအဲ့ဒါဉာဏ်ကြီးလာလေးနောက်ဆုံးဘယ်ဟာမှမလိုတော့ပါဘူးကွာဆိုတာမျိုးဖြစ်သွားနိုင်တယ်ဒီနေ့မှအဲ့လိုဖြစ်သွားနိုင်တယ်ဟောဒီယုံနံတွေဟာဆွလန်းသိပ်ပိုက်เสียကောင်းတဲ့အရာတွေမဟုတ်ဘူးလို့သိလာတဲ့ဒီနေ့ယုံနံတွေကိုတော့မလိုတော့ပါဘူးကွာလို့လုံနိုင်မယ်ဆိုရင်အဲ့ဒါချမ်းသာအစေရမှာဒါကြောင့်အဲ့ဒီထဲမှာ तू ကဘယ်လိုပြောတာလဲဆိုတော့ကာမဆိုတာတဲ့နည်းနည်းစွန့်နိုင်ရင်နည်းနည်းချမ်းသာတယ်များများစွန့်နိုင်ရင်များများချမ်းသာတယ်အကုန်လုံးစွန့်နိုင်ရင်အလုံးစုံချမ်းသာတယ်လို့ခေါ်တယ်နားလည်ဖို့တော်တော်ခက်သွားတယ်နော်အကုန်လုံးစွန့်ဖို့ဆိုတာကျွန်တော်ဟာမစွန့်ရသေးဘူးဘာဖြစ်လို့ကြောက်တောင်ကြောက်နေဟုတ်လားဒီသဘောလေးကိုပြောတာနော်ဒါစာကားရဲ့အဓိပ္ပာယ်ကျေပြန့်ပုံစက်မိလို့ပြောတာတရားရှည်သွားပြီနော်အဆုံးသတ်မှရတော့မှာနော်ဥစ္စာပစ္စည်းကတစ်မျိုးကြံနေသေးတယ်နော်ဘယ်ဥစ္စာပစ္စည်းလဲပညာရဲ့အဓိပ္ပာယ်ကိုအထိမိဆုံးဖွင့်ဆိုရမယ်ဆိုရင်ကိုယ်ဘဝရဲ့အကြောင်းကိုအမှန်တိုင်းသိတာဘဝဆိုတဲ့စကားလုံးလေးကဖြစ်ချင်းလို့အဓိပ္ပာယ်ရတယ်ပို့ပြီးတော့အဖြောင်ပြောရရင်ဖြစ်ချင်းတရားတွေရဲ့သဘောတဘာဝကိုအမှန်တိုင်းသိတာဖြစ်ချင်းတရားတွေရဲ့သဘောတဘာဝကအဓိကကဘယ်လိုသဘောရှိတာလို့မေးရင်ယံကိဉ္စီသမုဒယဓမ္မံတပ္ပံတံနိရောဓဓမ္မံတိတဲ့ဘယ်ထဲပါတော့ဓမ္မစကြာတယ်မှာနော်ဒီကောင်ကြီးတွေရွတ်နေတာဟုတ်လားယံကိဉ္စီသမုဒယဓမ္မံတပ္ပံတံနိရောဓဓမ္မံတိဖြစ်ပေါ်လာသည်များအရာအလုံးသည်ချုပ်ပြောက်သွားကြတယ်ဖြစ်ချင်းတရားတို့ရဲ့အမှန်တရားဆိုတာအဲ့ဒါပဲချုပ်ပြောက်သွားခြင်းဟုတ်လားအနိစ္စပေါ့အနိစ္စဖြစ်တဲ့အတွက်ကြောင့်ဒုက္ခပေါ့ဟုတ်လား
အဲ့ဒီအမှန်တရားကိုသိတာမြင်တာကိုဘယ်လိုခေါ်တော့ပညာဒါပညာရဲ့လိုရင်းကြတဲ့အပိုင်းလေးကိုဘုန်းကြီးတို့ကောက်ချက်ကလေးဆွဲပြီးတော့ပြောတာအဲ့ဒီပညာထဲမှာအဆင့်အမြင့်ဆုံးပညာကဒုက္ခသစ္စာကိုပိုင်းခြားသိတဲ့အဆင့်ဟုတ်လားဒုက္ခသစ္စာကိုပိုင်းခြားသိတဲ့ပညာဘာလို့အဆင့်မြင့်တာတုံးဆိုတော့ဒုက္ခမှမသိလို့ဒုက္ခရဲ့အပေါ်မှာတွေ့ကပ်နေတဲ့လောဘကိုအဆင့်ဆင့်တတ်ပနိုင်လို့နော်ပယ်တတ်နိုင်တဲ့အစွမ်းရှိတယ်သူကဒုက္ခကိုတကယ်ပိုင်းခြားသိပြီဆိုလို့ရှိရင်ကိလေသာကိုတတ်တာကသူကနော်ဖယ်ယုံဖယ်ထားတာမဟုတ်နောက်တစ်ဖန်မဖြစ်အောင်ပယ်ခြင်းဖြင့်နောက်တစ်ဖန်ပြန်ပြီးတော့ရှင်သန်ခွင့်မရှိတဲ့နော်သေဆုံးပဂတိသေဆုံးသွားသည့်အထိရောက်အောင်သူကတတ်ပြနိုင်တဲ့အနေအထားအထိစွမ်းတာအဲ့ဒီပညာကကျွတ်တော့အဲ့ဒီအစွမ်းရှိတဲ့ပညာကိုမရကြသေးဘူးဒါကြောင့်ကျွတ်တို့တဏ္ဍာမှာဖြစ်တဲ့ကိလေသာတွေကအကြောင်းတိုက်ဆိုင်လာတာနဲ့ထပ်ထပ်ပြီးတော့မလုပ်နော်ဖြစ်နေတယ်ဘာလို့ဆိုအနုတ္တယသဘောကိုမဖယ်ရှားသေးဘူးပညာတကယ်ထက်ပြီးဆိုရင်သူကအနုတ္တယသဘောကိုပါဖယ်ရှားလိုက်တာအဲ့ဒါဒုက္ခသစ္စာကိုပိုင်းခြားသိတဲ့ဉာဏ်ပညာဟာအနုတ္တယသဘောတွေကိုသူကဖယ်နိုင်တယ်အဲ့ဒါ၄ခါလောက်ဖယ်လိုက်တဲ့အခါကျတော့အနုတ္တယအကုန်လုံးကုန်သွားတယ်ပညာရဲ့သဘောကိုပြောတာနော်သူရှေ့ကဘုန်းကြီးတို့နော်ကြိုတင်ပြီးတော့ရှင်းနေထားရမယ်တနည်းပြောရရင်ရှာရင်ဖွင့်ရင်နဲ့စူရင်ဆောင်ရင်နဲ့တဖြည်းဖြည်းနဲ့ကိုယ်တန်တာမှာရှိအောင်လုပ်ရမယ်ပညာလေးတွေလည်းပဲများစွာရှိတယ်ပေါ့ဟုတ်လားကံကံရဲ့အကျိုးကိုသိတာပုဂ္ဂိုလ်တ attva မရှိဘူးယုံနဲ့နေပဲဖြစ်နေတာလို့သိတာဖန်ဆင်းထားလို့ဖြစ်နေတာမဟုတ်ဘူးအကြောင်းပဲဖြစ်နေတာမဟုတ်ဘူးအကြောင်းအကျိုးသဘောတွေလို့သိတာအိဋ္ဌဒုက္ခအနတ္တကိုသိတာအကျဉ်းများဖြင့်တော့မဲ့ဉာဏ်ရဲ့ရှေးဖို့မှာဉာဏ်၄မျိုးလောက်ဘုန်းကြီးတို့ရထားခဲ့ရမယ်ပေါ့နော်ဒါလေးဒီဆိုတော့ဘုရားကြီးများရဲ့အာဘောကိုယူပြီးတော့ဘုန်းကြီးတို့ပြောတာပါဟုတ်လားအဲ့ဒီပညာသည်ဒုက္ခရဲ့အကြောင်းတရားကိုပယ်တတ်ခြင်းအပြင်ဒုက္ခကိုချုပ်ငြိမ်းစေတဲ့အစွမ်းရှိတယ်ဒါသူ့ရဲ့အကြီးမားဆုံးအစွမ်းတတ္တိပဲဒါကြောင့်မို့လို့သူဟာယရဏဥစ္စာပစ္စည်းပြောရရင်ဒီဥစ္စာပစ္စည်း9မျိုးထဲမှာပညာယရဏပညာဥစ္စာတန်ကြီးအမြင့်ဆုံးပဲဟောဆိုသူကဒုက္ခကိုသူကမှသာနဲ့အဆုံးသတ်ပေးနိုင်တာတော့စောစောကတရားတရားဆိုတာလည်းပဲပညာရဖို့ပါပဲသီလဆိုတာလည်းပဲပညာရဖို့လို့ပဲပြောလို့ရပါတယ်ဟိရိဩတ္တပသုဒ္ဓစာကအကုန်လုံးဟာပညာဖြစ်ထွန်းဖို့ဘုန်းကြီးတို့အဓိကအဲ့ဓာတွေကိုကိုယ်တန်တန်မှာရှိအောင်ကြိုးစားကြရတာလို့ပြောမယ်ဆိုရင်ပြောလို့ရတယ်နော်အဲ့ဒါမြတ်စွာဘုရားကဥစ္စာပစ္စည်းတွေများလွန်းလို့ပိုင်ဆိုင်မှုတွေကြီးလွန်းလို့တန်အတော်လာပြီးတော့ရှောက်တဲ့ဥက္ကအမတ်ကြီးကိုမြတ်စွာဘုရားကနော်အဲ့ဒီဥစ္စာပစ္စည်းတွေဟာယန္တုမျိုး၅ပါးကြောင့်ပျက်စီးသွားနိုင်တယ်ယန္တုမျိုး၅ပါးနဲ့အမြဲတမ်းဆက်ဆံနေတဲ့သဘောရှိတယ်ကိုတယောက်တည်းပိုင်တဲ့ကိုစိုးကိုပိုင်သဘောမျိုးကြီးမဟုတ်ဘူးလို့လည်းပဲဆိုလိုတယ်ပေါ့နော်တကယ်ကိုစိုးကိုပိုင်သဘောပိုင်ပြီဆိုရင်ဒီချမ်းသာကိုဘယ်သူမှနှောက်ယှက်ဖြစ်စီလို့မရတဲ့နော်တကယ်ကိုပိုင်ဥစ္စာအစ်စ်လို့လည်းပဲပြောလို့ရတယ်တန်ဖိုးမြင့်ဥစ္စာပစ္စည်းကြီး9မျိုးတတ္တာသီလဟိရိဩတ္တပသုဒ္ဓစာကပညာအဲ့ဒီဥစ္စာပစ္စည်း9မျိုးကိုတဲ့ယတဧတေဒနာအဋ္ဌိအဋ္ဌိယပုရိသတ္တဝါတဝေမဟာတနောလောကေအဇေယောဒေဝမနုတေလူပဲဖြစ်ဖြစ်ယောက်ျားပဲဖြစ်ဖြစ်မိန်းမပဲဖြစ်ဖြစ်ပိုင်ဆိုင်ထားပြီဆိုရင်သူ့ရဲ့ပိုင်ဆိုင်မှုကိုဘယ်နတ်တွေဘယ်လူတွေကမှနှောင့်ယှက်ဖြစ်စီလို့မရဘူးသူဟာအလွန်ချမ်းသာကြွယ်ဝတဲ့လူတစ်ယောက်ဖြစ်တယ်နော်ဒါကြောင့်မလို့တတ္တမတတ္တင်္စသီလင်္စပတာဒံဓမ္မဒတ္တနာအနုယုံစေထမေရာဝီတရံဗုဒ္ဓနာတာတနာတတိယမြောက်ဂါထာလေးဟောတယ်မြတ်စွာဘုရားဒီလိုဥစ္စာပစ္စည်းကြီးတွေရဲ့တန်ဖိုးကိုသိတဲ့မြင်တဲ့ပုံကိုယ်တွေဟာကိုယ်တန်တန်မှာနော်တတ္တမတတ္တင်္စသီလင်္စပတာဒံဓမ္မဒတ္တနာတတ္တမဒါကြောင့်မို့လို့တတ္တင်္စသီလင်္စယုံကြည်မှုတရားတရားကိုချင်းသီလပတာဒံဓမ္မဒတ္တနာပတာဒဆိုတာကြည်လင်တဲ့စိတ်ကလေးနော်တရားတရားကြောင့်ဖြစ်ပေါ်တဲ့ကြည်လင်တဲ့စိတ်ကလေးသီလကြောင့်ဖြစ်ပေါ်နေတဲ့ကြည်လင်တဲ့စိတ်ကလေးပတာဒဆိုတာအဲ့ဒါကိုပြောတာနော်ပတာဒံဓမ္မဒတ္တနာတရားကိုသိတာမြင်တာပညာကိုပြောတာဥစ္စာပစ္စည်း9မျိုးကိုအချင်းချုပ်လိုက်တာပေါ့သူကနော်တတ္တမတတ္တင်္စသီလင်္စပတာဒံဓမ္မဒတ္တနာအနုယုံစေထမေရာဝီတရံဗုဒ္ဓနာတာတနာမြတ်စွာဘုရားရဲ့အဆုံးအမတွေကိုအမှတ်ရကြတဲ့အောက်မေ့ကြတဲ့သိမြင်နားလည်ကြတဲ့ပုဂ္ဂိုလ်တွေအားတဲ့ဒီဥစ္စာပစ္စည်းတွေကိုပိုင်ဆိုင်မှုရှိအောင်ကြိုးပမ်းအထောက်ကြရမယ်အနုယုံစေထမေရာဝီနော်မေရာဝီဆိုတာဘာပြောတာလဲအကြောင်းအကျိုးအကောင်းဆိုးခွဲခြမ်းပြီးတော့သိမြင်နားလည်တဲ့ဉာဏ်ပညာရှိတဲ့ပုဂ္ဂိုလ်အနုယုံစေထဆိုတာအထောက်ရမယ်ဉာဏ်ရှိတဲ့လူတွေကအထောက်ရမယ်ဘာ
ဘာကိုအထောက်အမှာတော့ဒီဥစ္စာပစ္စည်းခုနှစ်မျိုးပိုင်ဆိုင်မှုရှိအောင်အထောက်အမယ်လို့ပြောတာဟုတ်လားဒါကြောင့်မြတ်စွာဘုရားရဲ့အမှန်ကန်သိတော်မူတဲ့ဉာဏ်ပညာနဲ့ဖော်ထုတ်ပြရတဲ့လောကမှာတကယ်ချမ်းသာတဲ့လူဆိုတာဘယ်လိုလူမျိုးလဲယုံကြည်မှုတရားရှိတဲ့လူကိုချင်းသီလဖြူစင်တဲ့လူမကောင်းမှုပြုရပြောရတွေးရမှာကိုရှက်တတ်တဲ့လူကြောက်တတ်တဲ့လူဘုရားအဆုံးအမတွေကိုများစွာလေ့လာနာယူမှတ်သားနားလည်နိုင်စွမ်းရှိတဲ့သူစွန့်လွတ်နိုင်စွမ်းရှိတဲ့သူသိမြင်နားလည်နိုင်စွမ်းရှိတဲ့သူနော်တတ္ထာသီလဟိရိဥဒ္ဓပသုဒ္ဓစာကပညာတဲ့ဒါကြောင့်ဒီဥစ္စာပစ္စည်းခုနှစ်မျိုးကိုပိုင်ဆိုင်အောင်ကြိုးစားနိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဘုန်းကြီးတို့ဆန္ဒပြုပြီးတော့ဒီကနေ့ပြုကြရတဲ့ကုသိုလ်ကောင်းမှုအစွတ်စွတ်တို့ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့သည်မဉ္ဇဉ်ပုညမျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောင်းမျက်မှောက်ပြုဝရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း